လုံးမင်္ဂလာပါရှင်လီယာရဲ့မ therapist ကနေပြန်လဲပြီးတော့ကြိုးစားပါရှင်ဒီနေ့ကတော့ပေါ့နော်relationship ရှိရဲ့လူလေးသို့မဟုတ်လို့ရှင်လက်ရှိမှာပေါ့နော် connection တစ်ခုရရောက်နေတဲ့သူလေးရဲ့အတွက် situationship ပဲဖြစ်ဖြစ် flat တဲ့အနေအထားမျိုးပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးတစ်ဖက်နဲ့ပေါ့နော်ဆက်ဆက်မှုရှိရဲ့ connection ရှိရဲ့လူတွေအတွက်တစ်ဖက်လူရဲ့ခံစားချက်ကိုကြည့်ပြီးမှပဲဖြစ်ပါတယ်ဆိုတော့ပိုင်းလေးကတော့နှစ်ခုရှိမယ်ပေါ့နော်ပိုင်းလေးနှစ်ခုရှိပါမယ်ပိုင်း1နဲ့ပိုင်း2ဆိုပြီးတော့ပေါ့နော် wait โอเคပါဆိုတော့ဒါလေးကပိုင်း1ဒါလေးကပိုင်း2ဖြစ်မယ်ပေါ့နော်ဆိုတော့ပိုင်း1သမားလေးကဒါလေးပြပေးထားမယ်ပေါ့နော်ဒီဟာလေးကိုကြည့်ပြီးတော့ရွေးလို့လည်းရတယ်ဒါဖိုင်2သမားတွေပေါ့နော်ဖိုင်2သမားတွေကဒါလေးကိုကြည့်ပြီးတော့ရွေးလို့လည်းရတယ်ကိုကြိုက်နေတဲ့ဟာကိုရွေးလို့လည်းရတယ်လို့ကိုကြိုက်နေတဲ့ပေါ့နော်ဖိုင်1 2နံပါတ်ကိုလည်းရွေးလို့ရတယ်ပြီးတော့လို့ရှင်ကိုကဖိုင်နှစ်ခုရဲဆိုတော့လေကိုရဲ့ဘယ်နဲ့ညာနဲ့ကိုတန်တဲ့ဘက်ကိုလည်းရွေးချယ်လို့ရပါတယ်ရှင်ဆိုတော့ဒါလေးကဖိုင်1ဒါလေးကဖိုင်2ပေါ့နော်โอเคဖာဝန်သမားလေးတွေအတွက်အရင်သွားမယ်ပေါ့နော်ဖာဝန်သမားလေးတွေအတွက်တစ်ဖက်လူကကိုယ့်ပေါ်မှာဘယ်လိုခံစားချက်ရှိလဲပေါ့နော်ကြည့်လိုက်တဲ့အခါမှာဘာလို့သွားပြီးတော့ပေါ့နော်အယုံဆုံးမြင်ရလဲဆိုတော့တစ်ဖက်လူကကိုယ့်ကိုလက်လွတ်မပေးခြင်းတဲ့အနေအထားမျိုးမှာရှိတာကိုမြင်ရတယ်ဒါကပေါ့နော်အကြီးဆုံးမြင်ရတဲ့ဟာတစ်ဖက်လူကလက်လွတ်မပေးချင်ဒါပေမဲ့သူ့အနေနဲ့ပေါ့နော်ကိုနဲ့သူ့ရဲ့ connection ထဲမှာဒီဆက်ဆံရေးထဲမှာသူကကိုယ့်အတွက်ပေါ့နော်ဘယ်လိုခေါ်မလဲ like အပြည့်အဝစူးစမ်းပေးနေရလဲမဟုတ်ဘူးလို့မြင်မိရပေါ့နော်ဘာကြောင့်လဲဆိုတော့တစ်ဖက်လူကလေကိုနဲ့ relationship ကကိုနဲ့ကပေါ့နော်ရှေ့ဆက်ပြီးသွားနိုင်မှာမလားဆိုတော့မသေးချာဘူးတန်တရားစိတ်လေးဖြစ်နေရဆိုတော့ပုံစံမျိုးလေးတွားပြီးတော့မြင်ရတယ်ပေါ့နော်ဆိုတော့တစ်ဖက်လူကကိုကိုသဘောကျချစ်တယ်ဘယ်လိုခေါ်မလဲစိတ်ဝင်စားမှုရှိရပေါ့နော်ဒါ relationship ကို relationship အနေထားပေါ်လိုက်ပြီးတော့ကိုယ်တိုင်သုံးသပ်ဖို့ပေါ့နော် relationship တည်ဆိုလို့ရှိရင်တစ်ဖက်လူကကိုကိုချစ်တယ် flat နေတဲ့အနေထား situation ဆိုလို့ရှိရင်လည်းတစ်ဖက်လူကကိုကိုလက်မလက်ချင်ဒါမျိုးပေါ့နော်တွေ့ရဒါပေမဲ့တစ်ဖက်လူကပေါ့နော်ဒီဆက်ဆံရေးကိုရှေ့ဆက်သွားဖို့ကကြတော့သူတို့အတွက်ကကြတော့ပေါ့နော်ဟိုလိုနည်းနည်းလုံနိုင်ပါမလားဆိုရယ်တန်တရားဒီကိုက်ညီမှုရှိပါမလား relationship တစ်ခုအနေနဲ့သွားနိုင်ပါမလားပေါ့နော်အဲ့လိုမျိုးလေးတွေကိုစိုးရိမ်စိတ်လေးများတာမျိုးမြင်ရတယ်ဆိုရတဲ့ကြောင့်တစ်ဖက်လူရဲ့ကားပေါ့နော်ကိုနဲ့ပတ်သက်ပြီးတော့အဲ့လိုမျိုးဘယ်လိုခေါ်မလဲဒီပြောရင်လည်းသိရမလားအပျော်တွဲတာမျိုးတို့အဲ့လိုမျိုးအပျော်အနေနဲ့ပဲလိုမျိုးကိုနဲ့စကားတွေပြော flat အဲ့လိုမျိုးမဟုတ်ပဲねရေရှုသူစဉ်းစားနေတဲ့ပုံစံမျိုးလိုမြင်ရတဲ့အတွက်ကြောင့်မလို့ကောင်းတဲ့အချက်လို့ပြောလို့ရတယ်။တော့ပေမဲ့လည်းလက်ရှိမှာတော့ပေါ့နော်အဲ့လိုမျိုးကြီးကြီးမားမားသူ့ဘက်ကနေပြီးမရရအောင်လုပ်မယ်ဆိုရဲဟာမျိုးကလည်းမတွေ့ဘူးပေါ့နော်။ဘယ်လိုခေါ်မလဲrelationship တွေဆိုလို့ရှိရင်လည်းလက်ရှိမှာကိုနဲ့သူနဲ့ပေါ့နော်အကျိုးအကြောင်းမတိုက်ဆိုင်လို့အဲ့လိုမျိုးမတိုက်ဆိုင်တဲ့အရာတွေကိုသူ့စိတ်ထဲမှာပေါ့နော်ရှစ်ဆက်လို့ရနိုင်မှာမလားဆိုရယ်ဆိုရင်စိတ်လေးဖြစ်တည်နေရမျိုးတော့မြင်ရပါတယ်ဒါဖိုင်ဝမ်သမားလေးပေါ့နော်ဆိုတော့ဖိုင်ဝမ်သမားလေးရဲ့တစ်ဖက်လူကဖိုင်ဝမ်သမားလေးကိုဘာပြောချင်နေလဲပေါ့နော်ကက်လေးတစ်ခုနဲ့ဖိုင်ဝမ်သမားရဲ့ reading လေးကိုသုံးသပ်ပါမယ်ပေါ့နော်တစ်ဖက်လူကကိုဘာပြောချင်နေလဲပေါ့နော်Ooh, this is time will tell ဆိုတော့ပေါ့နော်ဒီမှာတွေ့ရသလောက်တော့တစ်ဖက်လူကအချိန်ကိုစောင့်ပြီးတော့အချိန်ကစကားပြောသွားလိမ့်မယ်ဘယ်လိုပြောရမလဲအချိန်ကပဲပေါ့နော်ကိုနဲ့သူ့ရဲ့ relationship ပို့ပြီးတော့ကောင်းလာမလားပေါ့နော်သူ့ဘက်ကပေါ့နော်ဘယ်လိုခေါ်မလဲပို့ပြီးတော့ဒီထက်ပို့ပြီးတော့ပေါ့နော်အားစိုက်ပေးနိုင်မလားဆိုတော့အချိန်ကပဲပြောသွားမယ်ဆိုတဲ့ဟာမျိုးလေးကိုမြင်ရတယ်ဆိုတော့တစ်ဖက်လူကပေါ့နော်အရင် 100% မသေးကြသေးဘူးဒါပေမဲ့ရှေ့ဆက်ချင်တဲ့သွားချင်တဲ့ခံစားချက်ကိုမြင်ရပါတယ်ဒါဖိုင်ဝမ်သမားလေးရဲ့အတွက်ပေါ့နော်โอเคဖိုင်ဝမ်သမားလေးတွေကတော့ဒီမှာပဲပြီးပါပြီဆိုတော့ဖိုင်တူသမားလေးတွေဆက်သွားမယ်ပေါ့နော်โอเคဖိုင်တူသမားလေးတွေအတွက်ဒီတစ်ဖက်လူကပေါ့နော်ကိုသဘောကျလားမဟုတ်တစ်ဖက်လူခံစားချက် sorry ခံစားချက်ဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုသွားပြီးတော့ကြည့်မယ်ပေါ့နော် wow ဖိုင်တူသမားလေးတွေက
ဘာသွားမြင်ရလဲဆိုတော့ပေါ့နော်ဒီပိုက်တူသမားလေးတွေထဲမှာတော်တော်များများကဒီ connection ကိုစထားတာမကြသေးဘူး relationship ဆိုလို့ရှိရင်လည်း relationship စထားတာမကြသေးဘူးပေါ့နော်မဟုတ်လို့ရှိရင်လည်းပြတ်သွားပြီးမှပြန်ဆက်တာမျိုးအသက်ဆက်တန်ထားတဲ့ပုံစံမျိုးဖြစ်တဲ့ပုံစံမျိုးလို့မြင်ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် relationship ကပါဆက်ဆံရေးဒီဆက်ဆံရေးอ่ะပေါ့နော်အဲ့လိုမျိုးစိတ်ကူးရမှုလေးနဲ့ပြည့်နေရဲဆိုတော့ပုံစံမျိုးမျိုးမြင်ရဖြစ်တဲ့အတွက်ကြောင့်မို့လက်ဆက်နေတဲ့အနေအထားမျိုးလို့မြင်ရပါတယ်ဆိုတော့ပိုက်တူသမားလေးတွေကပေါ့နော်ဒီမှာဘာတွေ့ရလဲဆိုတော့ပိုက်တူသမားလေးတွေမှာကြတော့ပေါ့နော်လက်ရှိအနေအထားက commitment တိတ်မပေးသေးတဲ့အနေအထားမျိုးမြင်ရတယ်။ဒါပေမဲ့ရှေ့ဆက်ပြီးသွားခြင်းနဲ့ဒီတိုင်းမျိုးလေးကအဆင်ပြေမယ်ဆိုလို့ရှိရင်ရှေ့ဆက်ပြီးတော့ပေါ့နော်ဘယ်လိုခေါ်မလဲနောက်တစ်ဆင့်ကိုသွားခြင်းနဲ့ flat နေတဲ့သူတွေဆိုလို့ရှိရင်လည်းနောက်တစ်ဆင့်သွားခြင်းနဲ့ situationship တွေဆိုလို့ရှိရင်လည်း relationship ကိုသွားမလားဆိုတဲ့ဟာမျိုးပေါ့နော်ဒါတော့တစ်ဖက်လူကစဉ်းစားနေတဲ့ပုံစံမျိုးမှာမြင်ရတယ်တစ်ဖက်လူကကိုယ်နဲ့ relationship ကိုကြိုက်တယ်ကြိုက်ပြီးတော့ပေါ့နော် relationship သမားတွေဆိုလို့ရှိရင်လည်းပေါ့နော်တစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးအဲ့လိုမျိုးဘယ်လိုခေါ်မလဲကိုယ့်အတွက်ဘာလုပ်ပေးရမလဲအနာဂတ်မှာဘယ်လိုမျိုးဖြစ်အောင်လုပ်ရမလဲဒါမျိုးတွေးနေရမျိုးမြင်ရတယ်ဆိုတော့ relationship သမားရဲ့အတွက်ဖိုက်သူသမလေးကိုရွေးချယ်ထားတယ်တော်တော်ကောင်းတယ်ပေါ့နော်ဒီတစ်ဖက်လူကကိုယ်နဲ့ပတ်သက်ပြီးခန်းစားချက်တွေအခုအချိန်မှာလက်ဆက်ပြီးတော့ဘယ်လိုခေါ်မလဲရှေ့ဆက်ပြီးတော့သွားခြင်းနဲ့ခန်းစားချက်လေးကိုမြင်ရတယ်ပေါ့နော်ကျန်တဲ့တခြား situationship flirting stage ဆိုလို့ရှိရင်လည်းအဆင့်တက်ဖို့ရှိရဆိုတာမျိုးလေးကိုပြောချင်ပါတယ်ဒါပိုင်းသူသမားလေးတွေအတွက်ကတစ်ဖက်လူကပေါ့နော်ကိုယ့်အပေါ်မှာကိုယ်နဲ့ပတ်သက်ပြီးရည်ရွယ်ထားတာတွေစိတ်ကူးရင်ထားတာမျိုးလေးရှိရrelationship သမားတွေလည်းပေါ့နော်အဲ့လိုတစ်ဖက်လူအဲ့လိုမျိုးသိပြီးတော့မကြိုက်တာမျိုးရှိနေလဲနဲ့ခွင့်လို့ဖြစ်လောက်ပေါ့ဆိုတော့ဒီဟာတစ်ဖက်လူရဲ့ခံစားချက်ကပေါ့နော်အဲ့လိုမျိုးနည်းနည်းထိုက်တန်နေပေါ့နော်သူကအဲ့လိုမျိုးဘယ်လိုခေါ်မလဲကိုနဲ့ပတ်သက်ပြီးတွေးထားတာမျိုးလေးရှိရတဲ့အတွက်ကြောင့်ပေါ့နော်ဆိုတော့ပိုက်တူသမားလေးရဲ့ reading လေးကိုသူတို့တစ်ဖက်လူကဘာပြောချင်နေလဲဆိုတော့ message လေးနဲ့အဆုံးသတ်မယ်ပေါ့နော် Oh my god oh my god ကြည့်ပါဦး you light up my wall ဆိုတော့ဘောနော်ကိုကြောင်သူ့ရမဒီရှိလက်ရှိအနေထားလက်ရှိပေါ့နော်ဘဝပျော်ရွှင်လာရဲဆိုတဲ့ပုံစံမျိုးကိုကြောင်ပေါ့နော်သူ့ရမနီးရဲ့ဒီတောက်ပါတယ်ဆိုတဲ့ပုံစံမျိုး message လေးဒါလေးကိုတွေ့ရတယ်ပေါ့နော် so this is a very good sign ဆိုတော့ပိုင်တူသမားလေးအရန်ကံကောင်းပါတယ်ဆိုတော့ဖိုက်တူသမားလေးအနေနဲ့ပေါ့နော်အရင်ဆိုစရာမရှိဘူးတစ်ဖက်လူကခစားချက်တွေကပေါ့နော်ကိုယ့်အတွက်အများကြီးရှိနေရမျိုးမြင်ရတယ်ဆိုတော့ပေါ့နော်တစ်ဖက်လူပြီးတော့ဘယ်လိုခေါ်မလဲဒီဖိုက်တူတွေထဲမှာပေါ့နော်အဲ့လိုမျိုးအခုမှတွဲခါစားအဲ့လိုမျိုးလေးကိုလည်းအများကြီးမြင်ဆိုတော့အားလုံးပဲအဆင်ပြေကြပါစေဖိုက်တူသမားတွေလည်း reading လေးဒီမှာပဲပြီးပါပြီတကယ်လို့ကိုယ်နဲ့တိုက်ဆိုင်မှုရှိတဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုပေါ့နော် like and share လေးလုပ်ပေးပြီးတော့ account လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့เนาะအားလုံးပဲ bye bye